Hello အားလုံးပဲမင်္ဂလာပါမမတို့အာမီးနီးယားမှာနေတော့မမရဲ့ကောင်လေးကဘိုင်းမော်ကနေပဲလှုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်မတို့ပိတ်ရက်လေးတွေဆိုလို့ရှိရင်မြို့ရဲကိုရှောက်လဲဖြစ်တယ်မြို့ပြင်ထွက်ပြီးတော့ activity လေးတွေလုပ်ဖြစ်တယ်အဲ့ဒီဟာလေးတွေအကြောင်းကိုပြပြချင်တာပဲဖြစ်ပါတယ်ဒီနေ့မမတို့သွားခဲ့တဲ့နေရာလေးအချို့လိုက်ပြပေးချင်ပါတယ်တကယ်လို့ပေါ့နော်မမတို့အားလည်းရပြီဆိုလို့ရှိရင်သူတို့ရဲ့သမိုင်းနဲ့ပတ်သက်တဲ့ပြတိုက်တွေပြီးသွားပြီဆိုလို့ရှိရင် museum တွေနောက်တစ်ခါကျတော့အထိမ်းအမှတ်နေရာတွေကိုသွားပြီးတော့လေ့လာနေရှိတယ်ပေါ့နော်အခုမမရောက်တဲ့နေရာကတော့ Eternal Flame လို့ခေါ်တဲ့သူတို့လူမျိုးတုံးတပ်ဖြတ်ခံခဲ့ရတဲ့အထိမ်းအမှတ်နဲ့ပတ်သက်ပြီးတော့တည်ရှိနေတဲ့ Armenian Genocide Memorial Complex ကိုရောက်နေရပဲဖြစ်ပါတယ်နောက်တကယ်လို့ပေါ့နော်မမတို့အဲ့လိုမျိုးမြို့ထဲမှာသွားလာရတာပြင်းနေပြီဆိုလို့ရှိရင်မြို့ပြင်ထွက်ပြီးတော့ဒီလိုမျိုး roadway စီးတယ် roadway ကမမတို့အိမ်နဲ့တော်တော်နီးတဲ့နေရာမှာရှိတာပေါ့နော်အရင်တော့ဒီမှာနှင်းနေမကြခင်တော့ကလည်းမမဒီ YouTube channel မှာပဲမမတင်ထားခဲ့ပူတယ်ဒီနေရာတွေကတစ်ပင်တွေနဲ့တစ်တော်တွေနဲ့နွေရာသီတော့ဆိုလို့ရှိရင်ဆင်းဆိုရှိခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့စောင်းဦးကိုနည်းနည်းကြော်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့စောင်းရာသီဝင်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့တော်လုံးကနှင်းနေဖုံးနေရပါတော့နောက်တပတ်နှစ်ပတ်လောက်နေရဆိုလို့ရှိရင်အဲ့တော်လုံးကိုအနည်းအပြည့်ဖုံးသွားမှာဖြစ်ပြီးတော့အဲ့မှာ ski အတွက် resort လေးရှိတယ်မိသားစုလိုက်လာပြီးတော့ cable car တွေနဲ့တက် ski စီးကြအဲ့လိုမျိုးပေါ့နော်ပြပြရွှင်ရွှင်သူတို့ hangout လုပ်တဲ့ပုံစံမျိုးလေးပေါ့နော်နောက်တစ်ခုကကြတော့မမတို့စောင်းဦးပေါ့နော်စောင်းဦးကာလာတော့ကတော့ဒီလိုတောင်တက်တဲ့ activity ကိုမမတို့အရန်ကိုလုပ်ခဲ့တယ်တောင်တွေကိုတောင်မီးတောင်အမြဲတမ်းတက်တယ်ပြောလို့ရှိရင်တောင်ထိပ်ရောက်ပြီဆိုလို့ရှိရင်မမတို့ဗီဒီယိုလုပ်ကြတယ်ဗီဒီယိုရိုက်ကြတယ်ဘယ်ကိုရောက်လို့ရောက်သွားမှန်းမသိတဲ့တောင်တွေကိုတက်တယ်ပြီးတော့ဒီလိုမျိုးမမတို့ Asian နဲ့လုံးဝမတူတဲ့ဟာကြတော့သူတို့မှာတောင်တွေတောတွေကြိုက်တဲ့လောက်တက်ကြားတို့ဒီလိုသားရဲတရိတ်ဆန်တို့မွေတို့အဲ့ဒီအနေတွေကကင်းတယ်ပေါ့နော်ပြောပြဆိုလို့ရှိရင်လည်းမမဆိုလို့ရှိရင်အဲ့ဒီနေရာပေါ့အခုဒီတိုင်းဆိုလို့ရှိရင်သူတို့ရဲ့ခံတက်ကြီးအဲ့ဒီခံတက်ကြီးကိုသွားတော့ဆိုလို့ရှိရင်လည်းလမ်းမှာတယောက်မှမရှိဘူးမမလုံးနဲ့နောက်ထပ်အလဲလာတဲ့ဧည့်သည်2ယောက်ပဲရှိတယ်တက်နေနဲ့မမတကယ်လို့များမူးလဲခဲ့တာတွေပါဆိုလို့ရှိရင်တော့ဘယ်လိုပြန်ဆင်းရမလဲမသိဘူးပေါ့နော်အဲ့လိုကိုလူကြီးတိတ်ဆိတ်ပြီးတော့အန်ဒီရဲ့ကင်းစိတ်ချရတဲ့နေရာလေးဖြစ်ပါတယ်မမဘွားမှာတော့ဒါပထမဦးဆုံးရောက်ဖို့တဲ့ဒီလိုမျိုးလုံခြုံစိတ်ချရတဲ့နေရာလေးပေါ့နော်ပြောပြီဆိုလို့ရှိရင်နွေရာသီစစ်မှာဆိုလို့ရှိရင်ခုမမရောက်နေတဲ့ Seven Lake ကရေတွေအပြည့်ပေါ့ရေလွှမ်းနေတဲ့နေရာကြီးပြောပြီဆိုလို့ရှိရင်အဲ့ဒီထိပ်မှာဖះเจ้าလေးရှိတယ်အရန်ကိုဒီမှာကြီးဘယ်လောက်တာရလဲတအားနေဝင်ချိန်လေးတွေလှတယ်နေထွက်ချိန်လေးတွေလှတယ်မျက်စိအဆုံးစားမရှိအဲ့ဒီရေချိုရေကန်ကြီးရဲ့ဘေးပတ်လည်မှာကြိုက်တဲ့နေရာကိုသွားပြီးတော့လဲလို့ရတယ်မမအဲ့နေရာလေးကိုလည်းတော်တော်ကြိုက်တယ်ဒါပေမဲ့အဲ့ဒီနေရာကစောင်းရသည်ဆိုလို့ရှိရင်တော့ရေခဲပြင်ကြီးလို့ဖြစ်သွားတာပေါ့နော်လုံးဝရေတွေခဲပြီးတော့ဘယ်သူမှအဲ့ကိုသွားဖို့အဆင်မပြေကြတော့ဘူးပေါ့နော်ဒါကတော့မမအာမေးနီးယားမှာသွားခဲ့ရတဲ့လေပတ်ခဲ့ရတဲ့မမအားတဲ့ချိန်ကျရင်လှုပ်ဖြစ်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်မမနဲ့အတူနောက်ထပ်နိုင်ငံလေးပဲနေရာကိုရှောက်သွားအောင်လဲဆိုတာကြီးသိကျင်နေဆိုလို့ရှိရင်တော့မမရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲတတား